အဲ့ဒီနောက်ရှင်ယူကကျုံရဲ့ရုံးခန်းကိုသွားတဲ့အခါမှာဝူဤကိုသူ့လက်ထောက်အဖြစ်တမင်တက်ခေါ်သွားခဲ့တယ်သူ့ကိုဘာလို့ခေါ်တာလဲလို့မေးလိုက်တဲ့အခါမှာတော့ဇန်ကဝူဝင်စီမံကိန်းကိုတိမ့်ပိုက်ချင်နေတဲ့အကြောင်းပွင့်ပွင့်လင်းလင်းပဲဝန်ခံလိုက်တယ်ရှင်ယူရောဝူဤပါဒါကိုအံ့ဩမသွားကြပါဘူးသူတို့ကဒါမျိုးဖြစ်လာမယ်ဆိုတာကိုကြိုတင်သိထားပြီးသားပါဝူကဝူအန်ကိုရဖို့အတွက်ကျုံတုံးနေတဲ့မယိုးသားတဲ့နီလန်းတွေအကုန်လုံးကိုသူသိနေတယ်ဆိုပြီးကျုံကိုတောင်နှောင်ပြောင်းလိုက်သေးတယ်တစ်ဖက်မှာလဲကြအောက်ကသူ့ရုံးခန်းထဲမှာအလုပ်တွေအများများနေပြီးသူတေသနအစီရင်ခံစာတွေကိုအမြန်ပြီးတက်ဖို့မင်းကိုတိုက်တွန်းနေခဲ့တယ်သူမထွက်သွားပြီးနောက်မှာသူကသူ့ရဲ့စိတ်ချရတဲ့တစ်တာ safe ကိုဖွင့်ပြီးဝူဝင်ရဲ့လှုပ်ဝက်စာရွက်စာတမ်းတွေကိုထုတ်ပြီးသူ့အိတ်ထဲထည့်လိုက်တယ်။အဲ့ဒီလုပ်ရက်ကိုတပါးကနေရိုက်မိသွားတယ်။မကြခင်မှာပဲဂျုံရဲ့ရုံးခန်းထဲမှာကြောက်စီကပို့လိုက်တဲ့ message ချကိုဖတ်ရင်းဂျုံကပြုံးနေတဲ့စာရွက်စာတမ်းတွေသူ့လက်ထဲရောက်နေပြီဆိုတာကိုအတည်ပြုလိုက်တာပေါ့။မိသားစုစီးလုံးစေခြင်းအောင်ဆောင်ပြီးတော့ဂျုံကရှင်းယူကိုရှယ်ယာဝင်ဖို့ကမ်းလှမ်းပြီးကုမ္ပဏီအနာဂတ်အတွက်စိုးရိမ်နေတယ်လို့လုပ်ပြသေးတယ်။ဒါပေမဲ့ရှင်ယူကတော့ခိုင်ခိုင်မာမာပဲညင်းလိုက်တယ်။ဝူဝမ်ကသူ့အကိုနဲ့အတူထားခဲ့တဲ့အမွေနှစ်မို့လို့ဘသူ့အကူညီမှမပါပဲကိုချစ်ထောက်ပေါ်ကိုဆက်ရက်တီမယ်လို့ဆုံးဖြတ်ထားတာလေ။ဝူကဝင်ပြောလိုက်တယ်ဂျုံရဲ့ကမ်းလှမ်းချက်ကရိုးသားမှုမရှိဘူး။ရှင်းယူကိုကြာရှုံးစေခြင်းနေတယ်လို့ပဲလို့ထောက်ပြလိုက်တာပေါ့။ဂျုံကဒေါသထွက်ပြီးပြန်អော်တယ်ဝူကသူ့ကိုစကားပြောစရာအကြောင်းမရှိဘူး။ဝူကလုံခြုံရေး guard တယောက်ပဲရှင်းယူနဲ့လက်ထပ်ထားပေမဲ့လည်းမိသားစုအဆင့်တန်းချင်းမတူဘူးလို့ပြောလိုက်တယ်ဆက်ပြီး